တန်ဖိုးဖြစ်လို့မရတဲ့တည်င်းစကားပေါ့နော်ကျွန်တော်တို့တွေ့ဝင်မှပြီးတဲ့အတွက်ကြောင့် Reverend Dr. Muri ပေါ်မှာအများကြီးကျေးဇူးတင်တယ်အခုနည်းကျွန်တော်စိတ်ထဲမှာရွေးစွာဖြစ်တာကအခုမှပဲပူရလွန်းနာမည်ကြားရကျွန်တော်လည်းသူ့နာမည်ရဲ့မိသွားတယ်ခုစဉ်းစားလို့မရတော့ဘူးဘာပဲဖြစ်ပေါ့နော်ဒါခုနပြောတော့ Seventh Adventist ရဲ့အဖို့ဝလို့ပြောတာကမှန်ကောင်းမှန်နေတာပေါ့နော်ဟိုပြညာကျေးဇူးတင်တာလေအခုတည်းသူ့နာမည်ကျွန်တော်စဉ်းစားလို့မရတော့ဘူးကြောက်သွားတယ်ဘာပဲဖြစ်ပေါ့ကျေးဇူးများတင်တယ်ဒီနေ့အားလုံးတင်သူတင်တာအားလုံးပေါ့နော်ဒီရဝေးရနည်းတင်သူတင်တာဒီအိမ်မှာအားလုံးစုဝေးပြီးတော့မှသူတို့ကဘုရားရှင်ကုံတော်ချီးမွမ်းခွင့်ရတဲ့အချိန်ခါတများရလာဆိုတာဒါမှကျွန်တော်တို့ညီညွတ်ပါတယ်သူဖြစ်ကျွန်တော်တို့တွေ့ဝင်မှပြည့်တဲ့အတင်းစကားဆိုတော့တော်တော်လေးကောင်းတယ်ကျွန်တော်တို့ဘဝတက်တာမှာပေါ့နော်ဒီခန်းစာအများကြီးရစရာရှိတယ်ဝင်းတော်ပြမှာလည်းအာတန်စရာများရှိတာပေါ့ဟောပြတဲ့ဆရာမပုံမှန်ကသူပဲကျူးတင်တဲ့အကြောင်းပေါ့နော်နိုင်ကျူးတင်တယ်ပြီးတော့ဒီနေ့ကျွန်တော်တို့ကိုဖိတ်ခေါ်နေတဲ့ဒီအခုနပြောတဲ့အတိုင်းပေါ့ဆရာဥရဒုံတို့ဇနီးမောင်နှံနဲ့သူမိသားစုအားလုံးပေါ်မှာလဲကျေးဇူးများတင်တယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တစ်ခါပြောချင်တယ်ကျွန်တော်တို့ဒီနောက်ဆုံးပိုင်းတော့ပြောပြပေါ့နော်အခုချိန်မှာဒီအိမ်ရှိမိသားစုအနေနဲ့ကျွန်တော်အားလုံးတွေ့ပြင်ဆင်ထားတဲ့အစားအစာရှိတယ်အဲ့ဒီအစားအစာတွေအခုချိန်မှာကျွန်တော်နောက်ဆုံးပေါ့ဒီစူတောင်းဖွင့်ရတဲ့ဟိုပါလေကိုစံကျွန်တော်ဖိတ်ခေါ်ကြရအောင်သူကကျွန်တော်တို့အားလုံးစူတောင်းပြီးတဲ့နောက်ပိုင်းမှာပဲဒီ closing song ပေါ့နော်အပိတ်စူတောင်းကျွန်တော်အပိတ်တချင်းဆိုပြမှာကျွန်တော်အပိတ်စူတောင်းဖွင့်ရတဲ့ Reverend ပန်ချာကိုကျွန်တော်တို့ဖိတ်ခေါ်ကြရအောင်နော်ခု